Hello အားလုံးပဲမင်္ဂလာပါဒါပေမဲ့ကျမပြောမဲ့ဒီနေ့ကျမပြောခြင်းတဲ့အကြောင်းအရာကတော့ဘလို့မှကိုမင်္ဂလာရှိနိုင်မှာမဟုတ်ပါဘူးကြိုပြီးတော့ပြောထားတာပါဘာဖြစ်လို့လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျမထိုင်းကနေပြီးတော့လှည့်ပြန်လာရတယ်ဆိုတော့မြန်မာပြည်ကိုပြန်ရောက်တဲ့အချိန်မှာကျမကလေဘလို့ပဲဖြစ်ဖြစ် finally တော့ကိုယ့်နိုင်ငံကိုပြန်ရောက်ပြီပေါ့နော်ငါအိမ်မှာကောင်းကောင်းအနားယူမယ်ဆိုတဲ့စိတ်နဲ့ကျမပြန်ရောက်တဲ့အချိန်မှာကျမပျော်သွားတယ်ဒါပေမဲ့လေစိတ်မှာကျမ luggage ကိုယူပြီးတော့ထွက်မဲ့အချိန်မှာသူတို့က custom ဖြတ်ရမယ်အမားတယ်ဆိုတော့ကျမကပေါ့နော်Okay custom ဖြတ်မှာဆို custom ကိုသွားတဲ့အချိန်မှာပဲ custom ဖြတ်ရင်ကွာအိတ်တွေအကုန်လုံးကိုဖွင့်ပြရတယ်ဖွင့်ပြရတော့လေကျမကကြည့်လိုက်တယ်အိတ်ကိုဖွင့်ကြည့်လိုက်မဲ့အချိန်မှာကျမရဲ့ law တွေကကွာပွင့်နေတာကျမရဲ့ luggage ကဒီnumber တွေနဲ့လော့ခံထားတာအကုန်လုံးကအပိတ်ဟိုဘက်မှာကျမ check in ဝင်တဲ့အချိန်မှာလဲဒီအိတ်တွေကအကုန်လုံးကအပိတ်ဆိုတော့ဒီကြတော့မှအတလုံးကိုကြည့်လိုက်တော့ပထမအပေါ်လုံးကိုပေါ့နော်ဖွင့်မယ်ကြည့်လိုက်တော့လော့ကပွင့်နေတယ်နောက်ထပ်တစ်လုံးကိုကြည့်လိုက်တော့လဲအဲ့ဒီလော့ကပွင့်နေတယ်ဆိုတော့ကျမကဖွင့်လိုက်တယ်ပေါ့နော်သူတို့ကိုပြလိုက်တယ်ဒီမှာအဲ့လိုပြတဲ့အချိန်မှာပဲကျမဘယ်လိုပြောမလဲကျမရဲ့ပစ္စည်းတွေကကွာနေရာတကျဖြစ်မနေဘူးဖြစ်မနေတော့ကျမထိလိုက်တဲ့အချိန်မှာကျမပစ္စည်းတွေရှိမနေတော့ကျမသူတို့ကိုပြောတယ်ဒီမှာဒါကဒီလိုရှိတယ်မမြင်တဲ့အတိုင်းပဲကျမပစ္စည်းတွေကဒီတိုင်းဖြစ်နေတာကာစတန်ကိုကဘသူ့ကိုသွားပြီးတော့ inform လုပ်ရမှန်းလည်းမသိဘူးလေဆိုတော့ကာစတန်ကလူတွေကိုပဲကျမကပြောလိုက်တယ်သူတို့ရှေ့မှာပဲသူတို့မြင်တယ်သူတို့သက်သေရှိတယ်ဆိုတော့သူတို့ကဘယ် airline လဲဘာညာမေးတော့ကျမက Thai Airways နဲ့လိုက်လာတာဆိုတော့ Thai Airways ကတာဝန်ရှိတဲ့လူတွေဆိုပြီးတော့ကျမကိုအဲ့ဒီကိုခေါ်သွားတော့ကျမကသူတို့ကိုပြောတယ်ဒီဟာတွေပျောက်တယ်ပေါ့နော်ပျောက်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ပေးမလဲဆိုတော့သူတို့ကဒီ valuable item တွေကိုတဲ့ဒီအထဲမှာပေါ့နော်မထည့်ဖို့ကိုသူတို့ suggestion လုပ်ထားတယ်ဆိုတော့ okay ဟုတ်တယ်အဲ့ဒီခါကဒါတကြောင်ဒါပေမဲ့အိတ်ကို lock ကိုဖွင့်နေဆိုတဲ့အကြောင်းအရာကဒါတကြောင်ကျမပြောချင်တာကလေသဘောပေါက်တယ်မလားကျမဘက်ကသူတို့ပြောတော့ပဲဒါ valuable item ကိုမထည့်ရတဲ့ဟာကိုကထည့်လိုက်မိတဲ့အတွက်ကိုယ့်ဘက်ကအမှားထားလိုက်တော့ဒါပေမဲ့ဒီအိတ်ပွင့်နေတဲ့ကိစ္စတော့သူတို့ကတာဝန်ယူပေးရမှာလေကျမပြောချင်တာဒီဘက်ရောက်မှဖြစ်တာမှန်းလဲကျမမသိဘူးဟိုဘက်ကလေးရဖြစ်တာမှန်းလဲကျမမသိဘူးကျမသိတာက check in ဝင်လိုက်တဲ့အချိန်မှာဒါလူတိုင်းပဲ check in ဝင်လိုက်တဲ့အချိန်မှာကိုယ့်အိတ်တွေကအပိတ်အကုန်လုံးကိုပစ္စည်းရရှိတယ်ဆိုပြီးတော့မှ check in ကိုဟိုဘက်ကိုထည့်လိုက်တာထည့်ပြီးတော့မှဂျားထဲမှာသူတို့ process တွေဘလို့လေရင်မောယူတယ်ဘလို့လေရင်မောကချတယ်ဆိုတာတော့ကျမလည်းမသိရဘူးဒါမဲ့သူတို့ပြောတာကမြန်မာပြည်ဘက်ကတော့မဖြစ်နိုင်ဘူးတဲ့မြန်မာပြည်ဘက်ကမဖြစ်နိုင်ဘူးဆိုတာသူတို့ဒီလိုအိတ်တွေချတဲ့အချိန်မှာ security တွေရှိတယ်တဲ့ဒီ custom တွေပေါ့နော် CCTV တွေနဲ့ဖြတ်ပြီးတော့မှသူတို့ယူရတာတဲ့ okay ဒါဆိုကျမလက်ခံတယ်ဒီဘက်ကမဖြစ်နိုင်ဘူးဆိုရင်ဟိုဘက်ကရောအဲ့ဒါဆိုရင်ဒီဘက်ကမဖြစ်နိုင်ဘူးဆိုရင်ဟိုဘက်ကတော့ဖြစ်ရမယ်လေတစ်ဖက်ဘက်ကဖြစ်လို့ဒါကျမပစ္စည်းကဒီအပြင်ကိုရောက်သွားတာပေါ့ဘယ်သူမှမဖွင့်မဲနဲ့တော့ဘလို့မှဖြစ်လာကြအကြောင်းမရှိဘူးလေနော်သူတို့ပေါ့နော်အဲ့တာဝန်ရှိတဲ့လူတွေစီကိုခေါ်သွားပြီးတော့ကျမကိုဒီသူတို့ email တွေပို့ပေးမယ်ပေါ့နော်ဟိုဘက်ကိုဆိုပြီးတော့ okay သူတို့လုပ်ဆရာရှိတဲ့ကိစ္စတွေကိုလုပ်ပေးမယ်ဆိုတော့ကျမစောင့်နေရနောက်တည့်ကျမဆက်တယ်ဘာမှမပြန်သေးဘူးတဲ့ကျမဒီနေ့ထပ်ဆက်တယ်ဘာ reply မှာသူတို့ email အပြန်ကိုစောင့်နေတာတဲ့ email အပြန်ကိုစောင့်နေတာဆိုရင်အဲ့ဒီ email ကဘလောက်ကြာစောင့်ရမှာလဲကျမသိချင်တာကလေဆိုတော့သူတို့ကဒီဘက်က case တစ်ခုကိုဖွင့်လိုက်တယ်ဆိုကြတဲ့ဟိုဘက်ကဖြစ်ဒီဘက်ကဖြစ်ပေါ့နော် follow up လုပ်ရမှာမဟုတ်ဘူးလားဆိုတော့ CCTV တွေကိုချက်ကောင်းချက်ရမယ်ကွာဒါအလုပ်သဘောရပြောပြတယ်ကျမတို့လည်းအလုပ်လုပ်နေတဲ့လူပဲဆိုတော့ဒါတွေကိုသိတယ် CCTV တွေကိုသူတို့ချက်ကောင်းချက်ရမယ်ဘယ်နေရာဘလို့ဖြစ်လဲဆိုတော့သူတို့လုပ်ကိုလုပ်ရမယ်ဆိုတော့တစ်ရက်နှစ်ရက်ဘာ reply မှမပြန်သေးဘူးဆိုတော့ဘာ follow up မှမလုပ်တဲ့သဘောလို့ပဲကျမကယူဆတယ်ဘယ်လိုပြောမလဲကိုပျောက်သွားတဲ့ပစ္စည်းကလည်းနည်းနည်းနော်မဟုတ်ဘူးကိုပျောက်သွားတဲ့ဟာတွေကိုလည်းသူတို့ကိုပြောခဲ့တယ်ကျမကကွာပုံမှန်ဆိုလို့ရှိရင်ကျမကဒီပစ္စည်းတွေကိုပေါ့နော်အလုပ်ခွင်နဲ့ရောက်လို့ရှိရင်ကျမကဒီကိုယ့်ရဲ့ personal grooming ကိုကွာလုံးဝဂရုစိုက်တယ် personal ကိုလည်းကျမအရန်ကဲလုပ်တယ်ဆိုတော့ကျမပစ္စည်းတွေဝတ်လို့ရှိရင်ဒီလိုတစ်ဆက်ဒီကြောက်မြရနာပေါ့နော်အယောင်စုံလေးတွေကိုတစ်ဆက်စီအဲ့လိုမျိုးဝတ်တော့အဲ့ဒါလေးတွေထည့်ထားတာအဲ့ဒါအကုန်ယူသွားတယ်နာယီပါယူတာပြီးတော့နောက်တစ်ခုရှိတယ်ကျမရေမွေးဘူးအသက်တဘူးအဲ့ဒီအသက်ပါယူသွားသေးတာ
ပြီးတော့မှွေနှောက်ထားတာကွာမှွေနှောက်ထားတဲ့ဟာကဒါအချိန်မရှိဘဲနဲ့တော့ဘလို့မှမလုံနိုင်ဘူးဒီဘက်ကတော့ပြောတယ်ပေါ့နော်ဒီဘက်မှာဒီလိုမျိုးဟိုလှုပ်လို့မရဘူးလို့ပြောတယ်လှုပ်လို့မရရင်ဘယ်ဘက်ကလှုပ်ရတာလဲဆိုတော့ဒါသူတို့လှုပ်ပေးရမှာမဟုတ်လား Thai Airway နော်ကျွန်မပြောနေတာအခု Thai Airway ဘာ responsibility မှလည်းမယူဘူးဟိုအခုအချိန်ထိပေါ့နော်ကျွန်မကိုတခုခုဆက်သွယ်လာတယ်ဆိုတော့ order သူတို့ငါအတွက်လှုပ်ပေးတာပဲဆိုပြီးတော့ကျွန်မစိတ်ထဲမှာဟိုခံစားရအောင်ခံစားရလိမ့်မယ်အခုဘာမှကိုကွာဟိုဘာမှလည်း reply မလာသေးဘူးဘယ်နည်းဒီကျွန်မစောင့်အောင်မှန်းလည်းမသိဘူး okay ဟိုကကျွန်မတို့က email စောင့်နေတာပါ email စောင့်တာပါကျွန်မက23ရက်နေကြရင်ပြန်ထွက်ရမှာတင်းမောပြန်ကြွားရမှာ25ရက်နေဟုတ်ကိုဆိုတော့ဒီဟာကိုပေါ့နော်ဖြစ်ချင်တာသူတို့ကဒီဘက်ကဖြစ်တာမဟုတ်ပါဘူးလားပြောတယ်ကျွန်မကြည့်ကြည့်လိုက်တယ် Thai Airway ဆိုပြီးတော့ကျွန်မမှာကြည့်ကြည့်လိုက်တယ်ကြည့်ကြည့်လိုက်တော့ Thai Airway မှာပဲပစ္စည်းဖြောက်တဲ့ case တွေဒီလို luggage ကိုဟိုလော့ဖြုတ်တဲ့ case တွေကျွန်မတွေ့တယ်အဲ့ဒီတွေးတဲ့လူတွေကိုလည်းကျွန်မ contact လုပ်ပြီးတော့သူတို့မေးကြည့်တယ်ကျွန်မကတော့တချို့တလေကတော့ဗောနော်အရင်တာမိုးတွေဟိုဘယ်လိုပြောမလဲဟို10သိန်း15သိန်းလောက်နဲ့ကွာအဲ့လောက်တာမိုးနဲ့တော့ဒါ Apple Watch တို့ဘာလို့ဆိုလဲသူ့ဟာနဲ့သူတာမိုးရှိတာပဲလေအဲ့ဒါကြောင့်မို့လို့ကျွန်မတို့ကတော့မလုပ်တော့ပါဘူးတချို့တလေကတော့လုပ်တယ်ဘာမှလည်းဟိုဖြစ်မလာပါဘူးဆိုပြီးတော့အဲ့လိုဖြစ်နေတဲ့လူတွေရှိတဲ့ဟာကိုဒါတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်သုံးခါလည်းမဟုတ်